ကျွန်တော်တို့တက်ရှိတမဲ့ဖြစ်ပေါ်လာတာဖြစ်ပါတယ်သူတို့ကိုစီးနှောင်ထားတဲ့ binding force strong nuclear force ဖြစ်ပါတယ်ဒါလေးကိုနားလည်လို့ကျွန်တော်တို့ကကျွန်တော်စဉ်းစားပါတယ်သူတို့ကိုအဲ့ဒီလိုစီးနှောင်ထားတဲ့အားဒီအခြေခံအားလေးမျိုးနဲ့ကျွန်တော်ပြောပါတယ်အပြည့်ထန်ဆုံးအားဖြစ်တဲ့ nuclear force မျိုးစားဖြစ်ပါတယ်သူတို့အချင်းချင်းစီးနှောင်ထားတဲ့အား strongest ပြင်းထန်ဆုံးဖြစ်ပါတယ်သူတို့ဂျမ်းမှာရှိနေတဲ့ distance နည်းနည်းလေး distance နည်းနည်းလေးဝေးပြီးလိုက်တော့အဲ့ဒီ energy ကပုံမြင့်ဆိုလို့ကျွန်တော်ဘောက quest နှလုံးသူက down quest နှလုံးကြားလို့ရှိပြီး down quest နဲ့ up quest နဲ့ချမ်းပါလို့ရှိတယ်သူတို့သုံးခုစလုံးရဲ့ distance ကိုပဲဖြစ်ဖြစ်ဆိုတော့နည်းနည်းလေး switch ပေးလိုက်တဲ့ပုံစံမျိုးပေါ့နော်သူတို့ဂျမ်းမှာရှိတဲ့ distance between ကိုကျွန်တော်နည်းနည်းလေးညားကိုလုံးလိုက်တယ်သူတို့ရဲ့တက်ရောက်နေတဲ့ energy ကပိုပြီးပြင်းထန်ဆိုလို့ကျွန်တော်တို့ကဒီအားဟာဒီမှာကျင့်တဲ့ခိုင်မာတဲ့စီးနှောင်အားတစ်မျိုးဖြစ်တယ်ဆိုတာတွေ့ရတယ်ဒီပြကြောင့်သူ့ကို strong nuclear force ကိုခေါ်ပါတယ်ဒါဟာကျွန်တော်ခုနပြောသလိုပဲ neutron ဖွဲ့စည်းထားတဲ့ crystal ကို proton ဖွဲ့စည်းထားတဲ့ crystal ဒီ crystalချင်းချင်းစီးနှောင်ထားတဲ့အားတစ်ခုရှိကိုရှိရတယ်အဲ့ဒီအားရဲ့နာမည် strong nuclear force ပဲဖြစ်ပါတယ်နောက်တစ်ချက်အဲ့ဒီလို neutron အထဲထဲမှာအဲ့ဒီလို proton အထဲထဲမှာ quasar ချင်းချင်းအပြန်အလှန်တက်ရောက်ဖြစ်ပေါ်လာတဲ့ strong nuclear force ကြောင့်အဲ့ဒီသူတို့အထဲထဲမှာဖြစ်ပေါ်တဲ့အဲ့ဒီ strong nuclear force အဲ့ဒါပြင်းထန်တဲ့ nuclear atom ကြောင့်ပဲသူတို့ရဲ့အပြင်ဘက်မှာနောက်ထပ်အားတစ်ခုဖြစ်ပါတယ်ဆိုတော့က neutron အထဲထဲမှာ proton အထဲထဲမှာ quasar စီးနှောင်ထားတဲ့အားဒီ strong nuclear force ဖြစ်ပါတယ် neutron ရဲ့အပြင်ဘက် proton ရဲ့အပြင်ဘက်မှာတက်ရောက်နေတဲ့အားက strong nuclear force မဟုတ်ပါဘူးသူ့နာမည်က residual strong nuclear force ခေါ်ပါတယ်သူဟာ residual ဆိုတဲ့စကားလုံးတစ်ခုပို့တယ်နာမည်ကိုပြောတာဘောတရားတွေတော့သိမှာပေါ့ဆိုတော့ဒီ neutron တို့ proton တို့ရဲ့အပြင်ဘက်မှာဖြစ်ပေါ်လာတဲ့အားအမျိုးအစားကိုကျွန်တော်တို့ပြန်ကြည့်လိုက်သူ့နာမည်က residual strong force ဒီအားအသေးတွေက strong nuclear force effect ကြောင့်ဖြစ်တယ်အသေးတွေကတက်ရောက်နေတဲ့အားရဲ့အကျိုးတက်ရောက်မှုကြောင့်အပြင်ဘက်မှာအားတစ်ခုဖြစ်ပေါ်နေတာ proton ရဲ့အသေးထဲမှာလည်းအဲဒီလိုပဲဒီမှာရှိတဲ့ကျွန်တော်တို့ quasar ရဲ့အသေးထဲမှာတက်ရောက်နေတဲ့ strong nuclear force ကြောင့်အပြင်ဘက်မှာအဲ့ဒီအသေးကအားကြောင့်အပြင်ဘက်မှာ residual strong nuclear force ဖြစ်ပေါ်ပါတယ်ကျွန်တော်တို့ခွဲခြားခြားပြည့်နားလည်ရမှာ neutron အထဲထဲမှာ proton အထဲထဲမှာတက်ရောက်နေတဲ့ဒီ quasar စီးနှောင်ထားတဲ့အားနိုင်က strong nuclear force ဖြစ်ပါတယ် proton ရဲ့အပြင်ဘက် neutron ရဲ့အပြင်ဘက်မှာတက်ရောက်နေတဲ့အားကထဲကတက်ရောက်နေတဲ့အားကြောင့်ဖြစ်ပေါ်လာတော့ residual strong force ဖြစ်ပါတယ်။ဒါကြောင့် residual strong force ဒီ effect of strong nuclear force ဖြစ်ပါတယ်။ strong nuclear force ရဲ့အကျိုးသက်ရောက်မှုတစ်ခုဖြစ်ပြီးတော့သူ့နာမည်ကို effective force လို့လည်းကျူစာအုပ်ရှိရကျွန်တော်တွေ့တယ်။ဆိုတော့ကျွန်တော်ဘုသူတ္တရှိကျွန်တော်ပြောပြတာနားလျှော့အောင်ပြောတာလည်းမဟုတ်ပါဘူး။ရှောက်ပြီးတော့ကြီးကြီးကျယ်ကျယ်ရှောက်လို့မဟုတ်ပါဘူး။ကျွန်တော်ကအပြည့်ပြည့်ပြောတဲ့သဘောမျိုးဖြစ်ပါတယ်။ဒီပေါ်မှာကျွန်တော်တို့တွေမှတ်ချင်တဲ့အရာလေးတွေရှိလိုက်ပြီးတော့မှတ်လို့ရပါတယ်။ဒါတွေကိုဘယ်သူမှလည်းမမေးပါဘူး။လို့လည်းမြည်ခိုင်းပါဘူး။ဒါပေမဲ့တိ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 ုက်တာကိုတိတိနဲ့ထင်လို့ကျွန်တော်ကပြောလို့ဖြစ်ပါတယ်။ကျွန်တော်ပြောတဲ့ထင်မှားတယ်တစုံတရာရှိခဲ့မယ်ဆိုရင်လည်းကျွန်တော်ဆရာလေးကျွန်တော်ဆုံးမပြပါတယ်ကျွန်တော်ဆရာကြီးအများကြီးရှိပါတယ်ကျွန်တော်ဆရာကကျွန်တော်ရှိပါဗီလာနဲ့ပတ်သက်လို့ကျွန်တော်လေ့လာရတဲ့လိုက်ထိုက်လာတဲ့
လိုက်ပြီးမှတ်တယ်ဆရာဖြစ်ပါတယ်ဥပမာကျွန်တော်အရင်ဆက်နေအောင်ဖြူပါပြီလားကျွန်တော်အငယ်ပြောင်းပြင်ပြခဲ့တာဆရာကြီးဦးကျော်ဖြစ်ပါတယ်သူကဆုံးပါနောက်စနစ်တဲ့ပညာရေးမှာကျွန်တော်ဒီပါလိုပဲကျွန်တော်ပါခင်လိုပဲကျွန်တော်နော်ပညာပြီးခဲ့တဲ့ဆရာကြီးကတော့ဆရာကြီးဒေါ်ရာဘင်းစ်ကျွန်တော်တင်ဆရာတော့မဟုတ်ပါဘူးကျွန်တော်တင်ထားတဲ့ကျွန်တော်တို့ပေးထားတဲ့ Telegram မှာဆရာကြီးတင်ပေးတာခမဲ့တင်ပေးတာအဲ့ဒါဆရာကကောင်းတဲ့ဆရာကြီးပါသူတင်ထားတဲ့ video file ကိုကြည့်ပြီးကျွန်တော်တို့ပညာရေးကြရတယ်နောက်ပြီးတော့ site တော့ထုံးခင်း site တော့တင်လွင်သူတို့တင်တန်းနေလွန်ခဲ့တဲ့6နှစ်လောက်ကတင်လွင်တော့ site တော့ထုံးခင်းလဲရမ်းပတ်မှာတင်တာထုံးတယ်အဲ့တော့တော့ထုံးခင်းတယ်ကျွန်တော်တို့မတင်ပြပါဘူး site တော့တင်လွင်နဲ့တင်ပြပါတယ်အဲ့ဒါစီမံကောင်းတဲ့ဖြစ်ပါတယ်အဲ့ဆိုတော့နောက်တစ်ခုကျွန်တော်တို့ live မှာဆိုရင်ဆိုလိုအင်္ဂုဆရာဆိုလို့နော်ဆရာတီမိုတို့ဒီဆရာလေးတင်လိုက်တာလည်းတစ်ခုခုပေါ့နော် physical ပတ်သက်တဲ့ theory တစ်ခုခုတင်တယ်ကျွန်တော်တို့အပြေးသွားဖတ်ကျွန်တော်တို့ကဒီဆရာလေးကကျွန်တော်တို့ဆရာကျွန်တော်တို့ကသူတို့တင်သမျှနော်သူတို့ပြီးတဲ့ည video file တွေကျွန်တော်တို့အများကြီးဖတ်ရတယ်ကြည့်ရတယ်လေ့လာဆိုတော့ပြောချင်တာကကျွန်တော်ဆရာလေးဖြစ်ပါတယ်ဆိုတော့သူတို့တင်ထားတဲ့သူတို့ပြီးထားတဲ့အထက်ကကျွန်တော်တို့ live ဖတ်တဲ့အခါမှာကျွန်တော်တို့တစ်ခုပဲရရနှစ်ခုပဲရရကျွန်တော်တို့သိကျင်တာလေးတွေသိသွားတာမျိုးပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ဘုသူဒ္ဓရတဲ့အားမျိုးပဲဖြစ်ဖြစ်အဲ့ဒီဆရာကြီးကမနကိုဆရာဖြစ်သွားတယ်ကျေးဇူးရှိပါတယ်ဒါကြောင့်ကျွန်တော်ဆရာကကျွန်တော်ကာရကတော့ပြုပါတယ်နော်ဒီအဲ့ဒီကျွန်တော်အခုတင်တဲ့အထဲမှာနော်ကျွန်တော်တင်တာတွေကမှန်မှန်ကန်ကန်ဖြစ်ပြီးတော့ကျောင်းသားကျောင်းသူတွေအတွက်နော်အကျိုးရှိတယ်ဆိုရင်ဒါကကျွန်တော်တော်လို့ဟုတ်ပါဘူးကျွန်တော်ခုနကလိုက်ပြီးတော့လေ့လာတဲ့ဆရာလေးအမှန်စေနာကောင်းကြလို့ကျွန်တော်ခုရှင်းပြနိုင်တယ်ဖြစ်ပါတယ်ကျွန်တော်အခုတင်တဲ့အထဲမှာလိုအပ်တာတွေမှားတာရှိတယ်တော့ဒါဆရာလေးနဲ့ဆိုင်ဘူးကျွန်တော်လည်းဆိုင်ပါတယ်ကျွန်တော်လေ့လာမှုအားနည်းသေးလို့ဒီမှာအမှားပါဖြစ်ပါတယ်အမှားတစ်စုံတရာတွေ့ကြရှိခဲ့တယ်ဆိုတော့ကျွန်တော်ဆရာကကျွန်တော်ကိုကြိုက်တဲ့နေရာကြိုက်တဲ့အချိန်မှာကျွန်တော်ဆုံးမလို့ရပါတယ်ပြင်ပေးလို့ရပါတယ်ကြိုက်တယ်လို့ပြောလို့ရပါတယ်ကျွန်တော်ဆရာကကာရပြပါနော်ဆိုတော့ကျွန်တော်လည်းတော့ဆက်ပြီးတော့ပြောချင်ပါတယ်အဲ့ဒါပါလဲဆိုအဲ့ဒီလိုမျိုးဒီအထဲထဲမှာဖြစ်ပေါ်တဲ့ strong nuclear force effect ကြောင့်အပြင်ဘက်မှာအားဖြစ်တယ်သူက residual strong nuclear force ပါပဲသူကဘာလို့ကလေးအဲ့ဒီအားဒီ neutron နဲ့ proton ဒီအားကပဲစီမံဖြစ်လာအတွင်းထဲမှာသူတို့ကိုတိဆောက်ထားတဲ့အမှုန်ကလေးတွေအချင်းချင်းစီးနှောင်ထားတဲ့အားနယ်တွေက strong nuclear force proton တို့ neutron တို့ကိုချင်းချင်းပြန်နေပြီးတော့အဲ့အမှုန်အချင်းချင်းပြန်နေစီးနှောင်ထားတဲ့အားနယ်တွေက residual strong force ဖြစ်ပါတယ်ဒါကြောင့်မို့လို့ nucleus ထဲမှာ proton တို့ neutron အချင်းချင်းကျွန်တော်ရှင်းအောင်ပြောပါမယ် nucleus ထဲမှာရှိတဲ့ neutron အချင်းချင်း proton အချင်းချင်း neutron နဲ့ proton နဲ့အဲ့ဒီအမှုန်နှမျိုးအဲ့ဒီအထဲထဲမှာချင်းချင်းစီးနှောင်နေလို့ရလောက်ထားပြီးတဲ့စီးနှောင်ထားတဲ့ချစ်လက်ခိုင်မာအောင်လုပ်ထားတဲ့အားဒီ residual strong force ပဲဖြစ်ပါလေသူက binds protons and neutrons ဆိုတဲ့အလုပ်ပါတယ်အဲ့ဒီလိုပါပဲဒီမှာလည်း binds protons and neutrons ဒီနှစ်ခုကို binds လုပ်ထားတဲ့အားနံတွေက residual strong force ပဲဖြစ်ပါတယ်